မြန်မာနိုင်ငံထမှလွတ်လပ်ရေးကြေညာကကော်တူလီသမ္မတနိုင်ငံတော်အမည်နဲ့အမိအခိုကင်းတဲ့နိုင်ငံတော်အသစ်တစ်ခုထူထောင်လိုက်ပြီးဖြစ်ကြောင်းကော်တူလီအစိုးရနေပြီးတော့မှပြီးခဲ့တဲ့ဇန်နဝါရီလ9ရက်နေ့ရက်စွဲနဲ့ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ကြေညာချက်အရအစိုးရအဖွဲ့ကိုတော့ဒီသမ္မတအဖြစ်ဗိုလ်ချုပ်ကြီးစောနေတာပုံများနေပြီးတော့မှဥဆောင်မှာဖြစ်ပါတယ်။ဆိုတော့တမိုင်းတစ်ပတ်ပြန်လည်လာတဲ့ပြောရမလား1993ခုနှစ်တုန်းကလည်းရှမ်းပြည်နယ်ကိုလွတ်လပ်ရေးကြေညာပြီးတော့မှသူ့ကိုယ်သူသမ္မတအဖြစ်ခန့်ခဲ့မှုတဲ့ဖြစ်စဉ်မျိုးတွေလည်းရှိခဲ့ပါတယ်။အဲ့ဒီလူကတော့အခြားသူမဟုတ်ပါဘူး။ရှမ်းတရုတ်လူမျိုးကုမင်တန်တပ်ဖွဲ့ဝင်ခေါင်းဆောင်ဟောင်းဘိန်းဘီရင်လူသူများတဲ့ဘိန်းဘီရင်ခွန်စာပဲဖြစ်ပါတယ်။ကော်တူလီသမ္မတနိုင်ငံတော်လို့ဆိုလိုက်တာနဲ့ဒီကော်တူလီအာမီဒီ KTN လေးကိုတော့ဒီစစ်အာဏာသိမ်းပြီး2022ခုနှစ်ဇူလိုင်လ19ရက်နေ့မှာစတင်ပြီးတော့မှဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဘလူအကြောင်းကြောင့်ဒီ KTN လေးဒီကော်တူလီအာမီကိုတည်ထောင်ဖြစ်ခဲ့တယ်လေဆိုတဲ့အကြောင်းလေးကိုတစ်ချက်ကြည့်အောင်ပါဒီ2021စစ်အာဏာသိမ်းပြီးနောက်ပိုင်းဒီမေလအတွင်းမှာဒီမြောက်ဦးရခိုင်အတွင်းကရထားတချို့ကိုဒီ KNU လက်အောက်ခံ KNDO တပ်ရဲ့စီဦးစီးချုပ်ဖြစ်တဲ့ဗိုလ်မှူးချုပ်စောနေတာပုံများနဲ့တမှုတချို့ကနေပြီးတော့မှဒီရထားတချို့ကိုတန်လန်ခေါင်းစဉ်တက်ပြီးတော့ဒီရှင်းနေခဲ့တဲ့ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်အဲ့ဒီဖြစ်ကြောင့်ပဲ2021ခုနှစ်ဇွန်လအတွင်းမှာတော့ဒီဗိုလ်မှူးချုပ်စောနေတာပုံများနဲ့ဒီလောက်ကျန်တပ်ဖြတ်မှုမှာပါဝင်ခဲ့တဲ့တမှုတွေကို KNU ကနေပြီးတော့မှဒီစစ်ခုံရုံးဖွဲ့ပြီးတော့စစ်ဆေးမှုတချို့ပြုလုပ်ခဲ့ကြပါတယ်2022ခုနှစ်ဇန်နဝါရီလ19ရက်နေ့မှာတော့ဗိုလ်မှူးချုပ်စောနေတာပုံများနဲ့တမှုတွေကိုဒီ KNDO ကနေပြီးတော့မှထုတ်ပယ်ခဲ့ပါတယ်အဲ့ဒီနောက်ဗိုလ်မှူးချုပ်စောနေတာပုံများနဲ့သူ့လက်အောက်ခံတမှုတွေဟာဒေတာအတွင်းကဒီနွေဦးတော်လှန်ရေးတပ်ပွဲမှာပါဝင်ကြတဲ့တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့မှစစ်ကောင်စီလက်အောက်ခံဒီစစ်တပ်ကိုဒီစစ်လက်ခုခံတော်လှန်ခဲ့ကြပါတယ်အဲ့ဒီနောက်2022ခုနှစ်ဇူလိုင်လ19ရက်နေ့အရောက်မှာတော့ကရင်ပြည်သူ့တပ်မတော်လို့အဓိပ္ပာယ်ရတဲ့ကော်တူလီအာမီဒီ KTN လေးကိုပေါ်စီတည်ထောင်လိုက်တာဖြစ်ပါတယ်ဒီ KTN လေးမှာတော့ဒီဗိုလ်မှူးချုပ်စောနေတာပုံများကနေပြီးတော့မှဒီဗိုလ်ချုပ်ကြီးရာတို့နဲ့စစ်ဦးစီးအဖြစ်တာဝန်ယူခဲ့ပါတယ်သူရဲ့တပ်မှုတွေဖြစ်တဲ့စားကေးပူနဲ့စောပါဝါတို့ကတော့ဒုတိယဗိုလ်ချုပ်ကြီးရာတို့နဲ့ဒုတိယစစ်ဦးစီးချုပ်တွေအဖြစ်တာဝန်ပေးခံခဲ့ရပါတယ်ဒီမှာထူးခြားတာတစ်ခုကတော့ဒီ KTN လေးကိုထူထောင်နိုင်ဖို့အတွက်ဒီ2020နဲ့ဇွန်လကတည်းကနေပြီးတော့မှဗိုလ်ချုပ်ကြီးစောနေတာပုံများကိုဒီ NUG အစိုးရနေပြီးတော့အမေရိကန်ဒေါ်လာ2000ကျော်ထောက်ပံ့ပေးခဲ့ပူပါတယ်ဒီ KTN လေးကိုဖွဲ့စည်းတဲ့နောက်ပိုင်းမှာတော့ဒီတိုးတက်သောဗုဒ္ဓဘာသာကရင်မျိုးသားတပ်မတော်ဒီ DKP အဖြစ်ရပ်တည်နေတဲ့စောကြော်တဲ့နဲ့အဖွဲ့တွေအားဆိုရင်ကိုတူလီတပ်မတော်မှာလာရောက်ပူပေါင်းအမှုထမ်းခဲ့ပြီးတော့ဘူဆာလုံးဥဆောင်တဲ့အထူးကွန်မန်ဒိုစစ်ကြောင်းဘူဝဲစေဝါဥဆောင်တဲ့လိုင်ယွန်ပက်ဒလီယန်နဲ့ပူစောကော်လာဖိုဥဆောင်တဲ့အထူးတပ်ရင်တွေကနေပြီးတော့မှ KNDO ကနေခွဲထွက်ပြီးတော့ဒီကော်တူလီအာမီဒီ KTN လေးမှာလာရောက်ပူးပေါင်းခဲ့ကြပါတယ်အခုချိန်ထိတော့ဒီကော်တူလီအာမီယာဆိုရင်ဒီကရင်ပြည်နယ်အတွင်းမှာရှိတဲ့ဒီမြဝတီမြို့နယ်ကော့ဂရိမြို့နယ်အတွင်းမှာစီးလှုပ်ရှားနေပြီးတော့ဒီဒေတာတွင်းကအခြားသောတိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေတော်လိုင်းတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ဒီအာဏာသိမ်းစစ်တပ်ကိုဒီဆက်လက်ခုခံတိုက်ခိုက်နေတဲ့ဒီတပ်ဖွဲ့တစ်ခုလည်းဖြစ်ပါတယ်ဒီကော်တူလီသမ္မတနိုင်ငံတော်အစိုးရအဖွဲ့မှာဗဒူရီယသမ္မတဒုသမ္မတနိုင်ငံခြားရေးဝန်ကြီးကာကွယ်ရေးဝန်ကြီးတွေကိုယူကြလဲဆိုတော့တစ်ချက်ကြည့်မယ်ဆိုရင်တော့ထုတ်ပြန်ချက်ကြေညာချက်အရဆိုရင်တော့ဒီအစိုးရအဖွဲ့ကိုသမ္မတဖြစ်ဒီဗိုလ်ချုပ်ကြီးစောနေတာပုံများကဥဆောင်မှာဖြစ်ပြီးတော့ဒုသမ္မတတစ်နဲ့နိုင်ငံခြားရေးဝန်ကြီးအဖြစ်ဒီစောစာကေဘိုနဲ့ဒုသမ္မတနှစ်အဖြစ်စောဒီဘက်တာပေါ်ပြီးတော့ဗိုလ်ချုပ်ကြီးအဖြစ်ဒီစောဖိုတူလီနဲ့ကာကွယ်ရေးဝန်ကြီးအဖြစ်စောဒီဘက်လော်ဒူတို့ကဥဆောင်ကြမှာဖြစ်ပါတယ်